ညနေခင်းမှာထမင်းရှာဖို့လမ်းထဲကိုဆင်းသွားတယ်။အဲ့မှာတော့ဖက်ရှင်တိုတောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်နဲ့မျက်တွေ့လိုက်တယ်။ကိုလက်ပေါ်မှာအံ့ဩဖွယ်အတွင်းရည်တွေရှိတဲ့မျက်စောင်းတွေတွေ့တဲ့အခါမှာသူမရဲ့မျက်နှာကိုရှူးငွေနဲ့ဖုံးထားခဲ့တာတေချာမြင်ရတယ်။ခဏပြီးအမီကိုကြားထွက်ပြီးပြောလိုက်တော့သူမအရင်ထက်တဖြည်းဖြည်းရက်တန့်သွားတယ်။တုံလုံးနေတဲ့ပါးစပ်နဲ့နည်းနည်းဖမ်းပြီးလှည့်လိုက်တယ်။အိုးတကယ်ငါနဲ့ပဲလားဟေ့ဘလောက်ပြောင်းသွားတာလဲငါမမှန်သိတော့ဘူးဆိုပြီးပြောနေတယ်ဟုတ်တယ်ဒါပေမဲ့မင်းတော့မဟုတ်ဘူးဘာမှမပြောင်းဘူးသူမကသူ့ဆွဲစရာကိုနူးညံ့လေးလုပ်ပြီးအောက်သို့ဆွဲချခဲ့တယ်အဲ့ဒါတော့မျက်နှာပြင်ကမတ်မော်နေလောက်ပဲသူမရဲ့ရှက်စရာထဲမှာတနာစရာလေးဖြစ်နေတယ်မီနီဖယ်ရှားကိုရေရှည်ပေါင်တစ်ခုလိုပြောင်းကျင်တယ်လို့အချိန်ကြာပြီးဟုတ်တယ်လုံးဝကြာပြီးပင်ဖိန်ကိုမြင်ပြီးတော့မင်းမျက်စိထဲကမျက်နှာရှောင်နေတဲ့အမြင်ကမင်းကိုထိတ်လန့်စေခဲ့တယ်ထွက်ပြေးကျင်တယ်လို့မင်းရှိမှရှိတဲ့သူမကမင်းမတ်သားထဲမှာတင်းစီထားတဲ့သူကတဝက်ကွဲလုံးပဲမင်းရဲ့ရုပ်ဆိုးထဲမှာသူမမျက်စိတွေကစမ်းကြဲစွာတောက်ပတ်နေခဲ့တဲ့သူကဘလို့လူတွေရှိလဲဆိုတော့ပြောရမယ်ပျော်ပျော်ရွှင်ရွှင်တေးမပါရင်တော့မဖြစ်နိုင်ဘူးဒါပေမဲ့အခုတော့ကြောက်လန့်နေပြီးတိတ်ဆိတ်တယ်ကိုကွယ်ပြီးလွယ်လွယ်ကူကူမပြောချင်တော့ဘူးသူ့မျက်လုံးမှာရှိတဲ့ထွန်းလင်းနေတဲ့မီးလုံးလေးတော့ပြုံးမဲ့မီးကတိမ်ပြီးသွားပြန်တယ်ဒီနှစ်တွေမှာသူ့ကိုဘာဖြစ်သွားလို့လဲမင်းမသိဘူးဘာကြောင့်အဲ့ဒီလိုပြောင်းလဲသွားတာလဲအဲ့ဒီအကြောင်းတွေကိုစဉ်းစားရင်မင်းစိတ်ကအကြောင်းကာလာတွေကိုပြန်သွားလာပြန်ပါတယ်တခါတော့ကမင်းကဂိမ်းတွေကြီးကိုမဖြိုချင်တော့ဘူးကြောင်းပြက်ဒုတိယစရာမလုပ်ဘူးကြောင်းရောက်ရင်သူကလှုပ်ထားတဲ့အလုပ်ကိုကူးယူပြီးသူမကလည်းမငင်းနဲ့တဖြည်းဖြည်းနေ့ရက်တွေကြာလာတာနဲ့သူမကတော့တင်းရှိမှာစာအုပ်ကိုထားလိုက်တဲ့ဆရာကမေးလိုက်ရင်သူမကအဖြေရေးတဲ့အကြံပေးစာကိုရေးပြီးလှုပ်ဝက်လိုက်တဲ့တခါတလေမေးခွန်းခတ်တယ်လို့ပြောတဲ့အချိန်မှာတော့သူမကနားလည်အောင်ရှင်းပြတတ်တာဒီမှာသုံးတော့ theory ကိုသုံးတာပါဒီမှာကြည့်ပါသူမ၏စပင်ကနေခြံရင်နဲ့နူးညံ့စွာလဲလဲဆက်ဆက်လေးနှမ်းထွက်နေတယ်ဘလောက်ပဲဒုက္ခတွေကြုံခဲ့ဖြစ်နင်းပင်ရဲ့တဘာဝချစ်ကြည်မှုကြောင့်မယုတ်သိမ်းမကြောက်ရွံ့တဲ့လူတစ်ယောက်ပြောင်းလဲမထွက်ခဲ့ရပါဘူးတန်ကောင်းကိုကွတ်ထားမျက်ထောက်ထောက်မဆိုင်ပဲနှုတ်ဆက်တယ်လို့စိတ်ပြက်စိတ်လှုပ်ရှားနဲ့အဟောင်းစစ်ဆက်တက်တာထဲမှာတွေးဖြန်းနေတဲ့မွေးကလေးတစ်ကောင်လိုဒဏ်ရာရနေတဲ့ဒီအချိန်ထဲမှာကလေးနဲ့ဆိုတာထဲမှာမူမူနဲ့နေတယ်ပြီးတော့မိမိကိုယ်ကိုပြန်ထူထောင်တယ်မင်းဒီကြားညဘက်မှာတယောက်တည်းနေတယ်ဆိုတဲ့ကိုယ့်ရဲ့အဝေးတကွအနီးမှာနန်စီအမှတ်နှစ်စာမှတ်တက်တဲ့ကြောင်းရှိတယ်ဒါပေမဲ့ဒီကနေအရန်ဝေးတယ်အဲ့ဒီသူကအတန်းမှာတင်နန်းစာကိုဆွေးနွေးနေတယ်လို့ပြန်ဖြေတယ်သူ့မျက်စိကတနေရာခိုင်မာစွာမထားဘူးမေးစရာတခြားများရင်တော့ရဲတောက်ငိုလို့မရနိုင်ဘူးလို့ထင်ရတယ်ဒါဟာမြန်မာပြောဆိုမှုကွက်တယ်လို့တာမန်ပြောဆိုမှုတစ်ခုပဲသူမကိုပိတ်မိတယ်လို့ခံစားရသလားမင်းအိမ်ကိုသွားတာလားဘယ်လေးနဲ့စွာခေါင်းငုံနေဟုတ်အဲ့ဒီကြားသွားမယ်သွားပါဆိုမင်းကိုယူပြီးသွားပေးမယ်နန်စီဒုတိယအတန်းအထက်တန်းကျောင်းဟာဒီမှာကနေနှစ်လမ်းစာဝိုင်းกว่าပါတယ်အခုလမ်းလွန်ဝေးတယ်မဟုတ်ဘူးလိုအပ်မယ်မဟုတ်ဘူးခြေလင်းပြေးသွားလို့ရတယ်ကောင်းပြီမင်းကိုဒီလိုတွေ့ရတာစိတ်ထူးဆန်းတဲ့ခံစားချက်ရခဲ့တယ်မင်းအဆင့်တက်ပွဲနေအဲ့အခါကျောင်းကိုစားပြုပြီးစကားပြောနေချိန်လိုက်ပြောတာမေ့မလားအနာဂတ်ဆိုတဲ့စကားပြောတဲ့အခါအချင်းချင်းမိပန်းတောက်နေတယ်ဘာကြောင့်မင်းကယူတဆိုင်လုံးနေလဲမင်းငါ့ကိုပြစ်မှုတစ်ခုလုပ်မယ်မို့ဘေးကြောက်လားမဟုတ်ဘူးဒါမဟုတ်ဘူးမင်းကအဲ့ဒီလိုလူမျိုးမဟုတ်တယ်ဆိုတာငါသိတယ်ငါနင့်ကိုယုံကြည်တယ်သူရှင်းပြဖို့စူးစမ်းနေခဲ့တယ်ဒါပေမဲ့အရန်စိတ်အနှောက်အယှက်ဖြစ်လို့စကားတွေထွက်မထွက်ဖြစ်နေခဲ့တယ်ဘာကြောင့်မင်းအဲ့ဒီလိုစိတ်မရှိနေတာငါခမဲ့ခီးတစ်ခုပေးနေတဲ့အချိန်လိုပဲခဏဆောင်မှာကားကိုရှာပြီးမယ်ဘင်ကမင်းကိုကြည့်နေပြီးမင်းသွားတဲ့အခါမှာမင်းရဲ့မျက်နှာမှာရင်ပတ်မှုတစ်ခုရှိတယ်ဘာမှမသိတယ်လို့ဖြစ်နေတယ်စဉ်းစားနေတော့မကြခင်မှာတော့မင်းကားနဲ့ပြန်လာပြီးသူမရှိမှကားကိုရက်လိုက်တယ်ဘာကြောင့်အဲ့ဒီမှာရက်နေလဲအထိုင်ထဲခေါ်ပေးဘင်ကင်ကတုံ့ပြန်လာတယ်လို့တောင်တက်လေးနဲ့ကော်ပိုင်းရုပ်ထိုင်ကုန်ပေါ်ထိုင်သွားတယ်ကားတေးသေးလေးမြင်ရွှေ့လာတော့တယ်တခဏအငိမ့်စားပြီးနောက်ဘင်ကအစ်စ်မှမဖြစ်ပဲမိကုန်းတွေဖြစ်ဖို့မိတယ်ငါလိုသူတယောက်ကိုကော်ပိုင်းရုပ်ထိုင်ကုန်မှာခေါ်ပို့တာမထီလို့မနေရဘူးလားမင်းကိုသူငယ်မရှိလားမရှိဘူးအုတ်ထုတ်ထောင်သွားကြည့်လို့သူမကဦးကောင်းကိုသူမလှမ်းပြီးတိတ်ဆိတ်သွားတယ်မကြားသလိုပဲပွဲရပြီးတော့ကတော့မတွေ့တော့ဘူးပြောစရာတော့မရှိတော့ဘူးတခုခုကြောင့်လုံးဝချိတ်ဆက်ခံစားချက်ပျောက်သွားသလားထင်မိတယ်ဟိုဘလို့လဲအခုသူမလည်းတိတ်ဆိတ်နေပြန်တဲ့တခါကတော့စကားမပြတ်စကားပြောသူတုံးပဲကြောင်းလေးတွေမှမေ့မထားနိုင်ပဲအနှဲငယ်အပြုံးပေါ်လာတယ်ဒီနေ့တောင်ငါနာဟင်းကိုပြန်သွားခဲ့တယ်မင်းဟာမပြီးခင်ဘူကီမှာတင်နန်းတက်တာပေါ့ဟုတ်တယ်အလုတ်ထားလဲရခဲ့တယ်ဂီတဘူကီအကြောင်းထွက်လာချိန်မှာတော့ပြောစကားတောင့်တင်းမှုနည်းနည်းချင်းတော်လာဖြစ်လာပြီးချိန်ဆနေတဲ့ခံစားချက်တွေတဖြည်းဖြည်းပျောက်ကွယ်သွားတယ်ပေါ့မင်းအမြဲနဲ့ကျွန်တော်ဘာသာစကားစာလောက်ကူးတယ်နော်မင်းဘာသာရေးစာမအောင်ဖြစ်မယ်လို့မကြောက်မဲ့ဖြစ်ခဲ့တယ်ပညာသင်တန်းဝင်ပေါင်းစာမှုဝဲမှာကျောင်းသားချင်းမြင့်စည်ရင်ကောင်းတယ်ဆိုတာကံကောင်းတယ်ဗျာစည်ရင်တွေပြောရရင်တော့မင်းလဲကျွန်တော်ထက်ပိုမကောင်းသေးဘူးအဲ့ဒါမို့မင်းဘဲတက္ကသိုလ်ကိုသွားခဲ့တာလဲပြန်လဲပြောဆိုဖို့အခွင့်မျိုးမနေနိုင်ခဲ့ဘူးဘဲအနှဲငယ်တိတ်ဆိတ်သွားတယ်မြစ်တာပြေးွားတယ်မျက်နှာမှာအပြုံးတစ်စက္ကန့်အတွင်းပျောက်သွားပြန်တယ်ကျွန်မမသွားခဲ့ဘူး
တက္ကသိုလ်တော့ငါနဲ့တောင်အားတင်းခဲ့တယ်ဒါပေမဲ့နောက်တစ်ခါမပြောချင်ခဲ့ဘူးဒီမှာညာဘက်ကိုငါဒီမှာတဲโอเคကရက်လိုက်ပြီးငါသွားတော့မယ်နှုတ်ဆက်ရမှာငါတိတ်တိမ်ခဲ့တယ်စကားတစ်လုံးမှထွက်မလာဘူးမျက်စိကအမောင်ထဲသွားလိုက်တယ်စိတ်ထဲကစင်စက်မပြတ်ဝင်ရောက်လာတယ်ပြန်လဲတတိယမှုမင်္ဂလာပါခင်ဗျာငါနာမည်ကဘင်နာဟင်ကနေပါမျှော်လင့်ပါတယ်ကျွန်တော်တို့ညီညာတူညီမှုရှိမှလို့မင်္ဂလာပါဒီနှစ်မှအကြောင်းသူတူမတွေဖြစ်နေပါပြီမိမိချိုချင်တွေကိုကြိုက်လားဒီပါဆက်ချိုတပြားယူပါเจ้าမအိမ်မပြောင်းနဲ့နော်အိုဆီယာကမင်းကိုစက်တိုက်မျက်နှာပြင်ကြည့်နေတာပေါ့ငါလူသိချစ်တယ်မဟုတ်ဘူးမင်းဘလို့မပါဘူးလို့ပြောချင်လဲဖះရဲ့ကျွန်တော်တို့အတူတူကြောင်းတက်ခဲ့တာပဲဟိုကိစ္စတူတူတွေမကထိုင်ကုန်တူတူပါပဲစောမင်းဒီထက်မှန်မလုပ်ခဲ့တာတဲ့ဒီလိုဆက်လုပ်ရင်မင်းကိုမကူးခွင့်မပေးဘူးနော်နားလေလားစောမင်းတက်ကတူပဲတဲ့ကိုတွားမလဲဆုံးဖြတ်ပြီးပြီလားစောပွဲရပြီးပြီဆိုရင်ပြန်တွေးကြမယ်နော်ရန်ပုံငိမ့်တစ်ချိန်ပြန်တော့ဘိန်းမင်းကမဘလို့မပြောင်းလဲဘူးနော်မင်းအကြောင်းတွေမျက်နှာပေါ်မှာတော့မသေးချာသေးဘူးမင်းရဲ့မျက်လုံးတွေကြည့်ရင်မင်းကအကူအညီတောင်းနေသလားထင်နေတယ်အဲ့ဒါဘာဆိုလိုတာလဲဘလို့ပဲမင်းကိုဒီလိုလွတ်ပြီးတွားခွင့်မပေးနိုင်ဘူးစိတ်ချမ်းသာပါဦးငါတော့အခုထိဘာမှမစားသေးဘူးငါအတူစားကြမယ်နော်တခုဘင်းကနှာခေါင်းသားကအတန်ပေါ့ထုတ်တယ်ဒါပေမဲ့ဒီအချိန်မှာမုတ်ဆိုင်ကိုပိတ်ထားပါလိမ့်မယ်ဒီမှာမဟုတ်ဘူးဒါပေမဲ့မြို့လယ်ပိုင်းမှာမုတ်ဆိုင်တချို့ဖွင့်နေလိမ့်မယ်ဒီအချိန်မှာပတ်စံရောလဲရနိုင်နေထင်တယ်အင်းငါမင်းနဲ့တွားမယ်တခါတလေမျက်နှာကိုညာဘက်ကိုဖားပြီးမျက်ရည်တွေကိုလျှာခွဲစွာပွင့်လင်းရေချိုးတယ်ငါကတော့ဂီတရဲ့မျက်စိနဲ့ဆက်လက်ကြည့်နေခဲ့တယ်တစ်ဖက်ကိုမတိလိုက်ဘူးလို့မမြင်ရတလောက်ကွယ်လာလမ်းပေါ်သွားတယ်နှစ်တွေကြာပြီးတော့ဘိငင်ရဲ့ရုပ်ရည်နဲ့ကိုရီကိုတွေးတော့ကိုပြောင်းလဲသွားပေမဲ့သူ့ရဲ့ချိုချင်ကိုစိတ်ကတော့မပြောင်းလဲခဲ့ဘူးနှစ်ယောက်ဟာရွှေပြောင်းမျိုးမဈေးတစ်ခုသွားကြတယ်မူလကပိုင်ရှင်အိုမင်းတူဖြစ်ခဲ့ပေမဲ့အခုတော့လူငယ်တူဖြစ်လာတဲ့အားလုံးကအရင်တုန်းနဲ့တူတူပဲဆိုင်ထဲကအလင်းပြအောက်မှာနှစ်ဖန်တီးချက်ကိုရှင်းလင်းမြင်လို့ရပြီးဘင်းကခေါင်းချရွေးတီးကိစ္စနေတာပေါ့သူမရဲ့စပင်ကတောင်တောက်တင်းလှပနေသေးပြီးသူမကပုံမလှပသွားပြီးတခုသာကွာခြားချက်ရှိတယ်သူမရဲ့မျက်နှာမှာပေါ်ပြူလာတဲ့တချို့အသစ်မားတွေပါကျွန်တော်သတိပြုသွားတယ်မင်းပင်ကျွန်တော်ကိုကြည့်သဘောမဟုတ်ဆိုတာမသိဘူးအလင်းမြန်ဝမ်းကိုလက်နဲ့ဖုံးလာပြန်ကျွန်တော်ရေမောစရာဖြစ်တဲ့ရေမောမျက်နှာပြုမှုတစ်ခုပေးလိုက်တယ်ကောင်းလားလို့ပြောတယ်ဘယ်ကိုကြည့်ရမှန်းမသိချဘူးဒါပေမဲ့လက်ထက်ကန်တာတွေကိုကြည့်လိုက်တော့ပေါ့ကလစ်ပုံလက်ဆောင်တွေပါတအားဂီတအဲ့ဒီလက်ဆောင်တွေကိုရိုက်စိတ်ပြီးဖယ်ရှားလိုက်တယ်ကျွန်တော်လည်းမျက်စိကချောင်းတယ်ကဆန်းစစ်တစ်ခုခံစားရတယ်နှလုံးကထိခိုက်တယ်လို့ခံစားရခဲ့တယ်သူ့ကိုကြည့်တာတောင်းတာမိပြီးမတီးရင်းနဲ့တော့မျက်လုံးကသူ့ရဲ့ပါးစပ်ကိုဖုံးကွယ်သွားတာတောင်းတလာရဲ့လက်နဲ့ပါးစပ်ကိုဖုံးဖို့ကြိုးစားတယ်ဒါပေမဲ့လက်ကိုမြင်ချခဲ့တယ်ရိုင်းဆိုင်တာလို့ထင်သိလို့ပါဟုတ်တယ်ဒါကမိုင်းနဲ့တပေါ်ပါမင်းကဘလော့တဲကိုသွားရင်ဖယ်ရှားမှာပါလို့ပြောတယ်သူ့မျက်လုံးကမျက်ရည်တွေတလွှာဆင်းလာတယ်ငါကြောက်သွားတယ်မဟုတ်ဘူးငါဘာမှမပြောဘူးနဲ့ဘင်းကကိတ်မစားတော့ပါဘူးဖြစ်သွားတယ်စားလေးပဲနောက်ပိုင်းမစားပြီလားငါကလူတယောက်မကြခဏဆိုးတယ်နော်ဟုတ်လားသူ့ရဲ့ဖက်စီကိုဖမ်းပြီးလှဲ့တော့6လက်လို့ခေါင်းတောင်မတက်နိုင်ဘူးဟုတ်တယ်နင့်ကမကောင်းသူပဲပင်ကွင်ကခေါင်းကိုမရှိသေးတော့အောင်ချလိုက်တယ်အစားအစာမလကားချဲလိုက်တာကမကောင်းတဲ့အလေးကျင့်မှာဟုတ်ပြီစားပါငါရွာတဲမစားနိုင်ဘူးသူမတခါတည်းတတိထားပြီးမှခေါင်းကိုတက်ဆင်းလာပြန်တယ်မျက်လုံးမှာအနီရောင်ထူနေပါပြီနောက်ကချစ်လို့ပါပဲဒါကဒီမှာမုံမီကီများကိုအရန်ကြိုက်တယ်အလွယ်တကူ6000ကြည့်ရမှငါဒီမှာပထမနှစ်တက်တဲ့အချိန်မိတ်ဆက်ပေးတယ်မေ့ရောနိုင်လားဘလို့မေ့နိုင်ဘူးလားပထမနှစ်စတင်တော့ classes ခွဲပြီးကျွန်တော်တို့တွဲနေတဲ့အကြောင်းသားတွေနဲ့တူသွားခဲ့တယ်မင်းကပျော်စရာပြုလုပ်ချင်တယ်လို့ပြောတယ်မင်းကကျွန်တော်ကိုအရသာရှိတဲ့အရာတစ်ခုဖိတ်စားပေးမယ်ဆိုပြီးနောက်ဆုံးမှဒီမှာဆွဲလာခဲ့တယ်မင်းက fridge တစ်လုံးပဲဝယ်ပြီးကျွန်တော်တို့တဝက်ဝိုင်းစားခဲ့တယ်ဘလောက်ပဲချမ်းသာတဲ့သူမဟုတ်ဘူးကျွန်တော်ဟာတာပေးချိန်နေတဲ့အတွက်ပင်ဟာအပြုတ်လေးပေးခဲ့တယ်အဲ့ဒီအလုပ်ပတ်ငွေရများမိပါဘူးကို့အတွက်နေပွဲဟာတော်တော်လေးတိတ်ဆွတ်စေးပြီးစုထားတာပါအဲ့ဒီအချိန်မှာတော့မတော်တဆစဉ်းစားချက်မရှိဘူး